ချင်းမရွှေတို့ရဲ့မိဖို့ကြောင့်ထဲမှာညစာအတွက်ကြက်သွန်နီလီးနေရင်းနဲ့မဲ့ရည်တွေပေါက်ကျနေတာဟာတကယ်ကိုခံရခတ်ပါတယ်။ဒါပေမဲ့မဲ့ရည်ကျစေတဲ့ဒီအတီးရွက်တွေဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့ရှိုးဝက်ချက်တွေကိုဖုံးကွယ်ထားတယ်ဆိုရင်ရောချင်းမရွှေတို့ရဲ့ကိုခါအားကိုမြင့်တင်ပေးတာကနေနှလုံးချမ်းသာရဲ့အတွက်ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေအထိကြက်သွန်နီမှာပေးစွမ်းနိုင်တာတွေအများကြီးရှိပါတယ်။ဒါကြောင့်ကြက်သွန်နီကြောင့်ကျလာတဲ့မဲ့ရည်တွေကိုတုပ်ဖို့တိရှိုးယူလိုက်ပါဦး။ဘာလို့လဲဆိုတော့ဒီတစ်ခါမှမတိခဲ့ဖူးတဲ့ကြက်သွန်နီရဲ့ကျမ်းမာရဲ့ကြိုးကျေးဇူးများစွာကိုကျွန်တော်တို့တွေလေ့လာသွားမှာဖြစ်ပါတယ်။ချင်းမရွှေအပြင်ဖြစ်ပြီလား။ဒါဆိုရင်ကျွန်တော်တို့စရကြရအောင်။အမှတ်1ကိုခံအားကိုမြင့်တင်ပေးခြင်းကြက်သွန်နီတွေဟာတတ်တူးဆန့်ကျင်ပစ္စည်းတွေနဲ့ပြည့်နေပါတယ်။ဒါတွေဟာတင့်ဆဲတွေအတွက်ကိုရန်တော်တွေလိုပါပဲ။ဆဲတွေကိုပြည့်စည်မှုကနေကောင်းကွယ်ပေးပါတယ်။တင့်ဆဲတွေအခြေအနေကောင်းနေတဲ့အခါမှာတော့ကိုခံအားစနစ်ကပိုကောင်းအောင်လှုပ်နိုင်ပါတယ်။ဒါအပြင်ကြက်သွန်နီမှာကွမ်ဇဲဒင်းလို့ခေါ်တဲ့အထူးအရာတစ်ခုရှိပါသေးတယ်။ခေါ်ရခတ်တဲ့နာမည်ပါ။ဒါပေမဲ့တင်တိထားဖို့လိုတာကတော့ဒါဟာတင့်ခန္ဓာကိုယ်တွေကရောင်ရမ်းမှုတွေတက်တာစေတယ်ဆိုတာပါပဲ။တင့်ခန္ဓာကိုယ်ကရောင်ရမ်းမှုတွေနဲ့အလို့ရှုပ်မနေရတော့တဲ့အခါမှာတော့ဖျားနာမှုကိုတိုက်ဖြတ်ဖို့ကိုဟောအယုံဆိုင်နိုင်ပါတယ်။ဒါတည်းမကသေးပါဘူး။စက်သွန်တွေမှာပီဖိုင်အိုဒစ်လို့ခေါ်တဲ့အရာတွေလည်းရှိပါတယ်။ဒါတွေဟာတင့်ဦးလန်းချောင်းတွေကအကျိုးပြုပတိရိယတွေအတွက်အစားအစာတွေလိုပါပဲ။တိတဲ့အတိုင်းပဲတင့်ကိုဟာအစနစ်ရဲ့အများစုဟာတင့်ဦးလန်းချောင်းမှာတည်ရှိနေတာကြောင့်အဲ့ဒီအကျိုးပြုပတိရိယတွေပျော်ရွှင်ကြမှာနေတဲ့အခါတင့်ကိုဟာအစနစ်ကိုလည်းအားကောင်းစေပါတယ်။စက်သွန်တွေကတင့်ကိုဟာအစနစ်ကိုဘယ်လိုအားကောင်းစေလဲဆိုတာကိုဖြန့်တာတဲ့တုတေသနတချို့တောင်ရှိပါသေးတယ်။လေ့လာမှုတစ်ခုအရာသူတို့ရဲ့နေ့စဉ်အစားအစာတွေကိုစက်သွန်တွေထည့်စားတဲ့သူတွေဟာမစားတဲ့သူတွေထက်ကိုခံအားတုံ့ပြန်မှုပုံမအားကောင်းတယ်လို့တွေးရှိခဲ့ရပါတယ်။ဒါကြောင့်နောက်တစ်ခါဟင်းချက်ပြုတ်တဲ့အခါစက်သွန်တွေနည်းနည်းလေးထည့်လိုက်ပြီးတင့်ကိုဟာအစနစ်ကိုအရသာရှိတဲ့အစားအစာနဲ့ကျွေးလိုက်ပါဦး။နံပါတ်2တွေးတွင်းတရားဓာတ်ကိုထိန်းညှိပေးခြင်းစက်သွန်တွေမှာအင်နူလင်လို့ခေါ်တဲ့အထူးအမင်ဓာတ်တစ်မျိုးပါဝင်ပါတယ်။ဒါဟာအင်ဆူလင်တွေးတွင်းတရားဓာတ်ကိုထိန်းညှိတဲ့ဟော်မုန်းနဲ့မတူပေမဲ့ကောင်းကောင်းအလုပ်လုပ်နိုင်ပါသေးတယ်။အင်နူလင်ဟာကျွန်တော်တို့စားတဲ့အစားအစာတွေကနေတရားကိုတွေးကြောထဲကနေစုပ်ယူမှုနှုန်းကိုနှေးကွေးစေပါတယ်။ဒါကြောင့်စက်သွန်တွေစားတဲ့အခါကျွန်တော်တို့ရဲ့အစားအစာတွေကတရားတွေဟာပေးကြောထဲကိုပုံမနှေးကွေးစွာထွက်လာစေပြီးရုပ်တရက်ပကြားတက်မြင့်တက်လာခြင်းကိုကာကွယ်ပေးပါတယ်။စက်သွန်တွေမှာတွေးတွင်းတရားဓာတ်ကိုထိန်းညှိရမှာအရေးပါတဲ့ကိုမီယန်ဆိုတဲ့နောက်ထပ် drug တစ်ခုလည်းပါဝင်ပါတယ်။ကိုမီယန်ဟာအင်ဆူလင်ကိုပုံမကောင်းမွန်စွာလှုပ်စေပြီးတော့လိုအပ်တဲ့တရားဓာတ်ကိုဆဲတွေစီရောက်ရှိစေဖို့တေချာစေပါတယ်။တိတ်မှန်နေကြအထောက်အထားတချို့ကိုပြောရမယ်ဆိုရင် Journal of Preventive Nutrition and Food Science မှာဖော်ပြထားတဲ့လေ့လာမှုတစ်ခုမှာဆိုရင် Streptococcus ကြောင့်ဆီးချိုရောဂါဖြစ်နေတဲ့ကြွက်တွေကိုစက်သွန်နီဖြောရည်ကိုနေ့စဉ်ရက်သတ္တပတ်အနေငယ်ကြာတိုက်ခဲ့ပါတယ်။အဲ့ဒီအခါမှာသူတို့ရဲ့သွေးတွင်းတရားဓာတ်ပမာဏကျဆင်းသွားပြီးအင်ဆူလင်ပမာဏလည်းပိုကောင်းလာတာကိုတွေ့ရှိခဲ့ရပါတယ်။နံပါတ်3ကင်ဆာကိုတိုက်ဖျက်နိုင်စွမ်းစက်သွန်နီမှာ organosulfur ပေါင်းလို့ခေါ်တဲ့တပ်ပေါင်းတွေပါဝင်ပါတယ်။ဒီတပ်ပေါင်းတွေဟာကင်ဆာဆဲတွေကိုကြီးထွားပြီးပြန့်နှံ့လာတွေကိုရပ်တန့်စေပါတယ်။ဒါအပြင် flavonoid လို့ခေါ်တဲ့အရာတွေလည်းရှိပါတယ်။ဒါတွေဟာအစာအိမ်နဲ့ဦးမကြီးကင်ဆာတို့မျိုးအချို့သောကင်ဆာအမျိုးအစားတွေဖြစ်နိုင်ခြေကိုရှော့ချပေးတယ်လို့ဆက်ဆက်မှုရှိပါတယ်။ကိုခါဟာကန္တာကကျွန်တော်တို့ရဲ့တငယ်ချင်းကောင်းကွက်ဇဲတင်းကိုလည်းမမေ့သင့်ပါဘူး။ဒီအားကောင်းတဲ့တပ်ပေါင်းဟာကင်ဆာဆဲတွေပွားများခြင်းကိုရပ်တန့်စေပြီးတော့တင့်ခန္ဓာကိုယ်နဲ့ပြန့်နှံ့ဖို့လမ်းကြောင်းကိုပိတ်ဆို့ပေးပါတော့တယ်။ဒီစကားတွေကိုခမည်းမယုံပဲတတ်တည်ပြပါလို့တင်တွေးနေနိုင်ပါတယ်။ကောင်းပြီ။သူတွေကဒါကိုလေ့လာခဲ့ကြပြီးအခြေအနေကတော်တော်ကောင်းနေပါတယ်။ Cancer Prevention Research ကြတဲ့မှာဖော်ပြထားတဲ့လေ့လာမှုတစ်ခုကစက်သွန်တွေကိုပိုစားတဲ့သူတွေဟာအချို့သောကင်ဆာအမျိုးအစားတွေဖြစ်နိုင်ခြေပိုနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။နောက်ထပ်လေ့လာမှုတစ်ခုမှာဆိုရင်သူတွေကစက်သွန်တွေအနည်းဟာတက်ခွဲခန်းထဲမှာကင်ဆာဆဲတွေရဲ့ကြီးထွားမှုကိုတကယ်ပဲနှေးကွေးစေတယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ရပါတယ်။နံပါတ်4စပင်နဲ့အသားအရည်အကျိုးကျေးဇူးများစက်သွန်တွေဟာတင်အသားအရည်နဲ့စပင်တွေအတွက်လိုအပ်တဲ့ဗီတာမင်နဲ့တက်တုတက်တွေနဲ့ပြည့်နှက်နေပါတယ်။ဥပမာဗီတာမင် C ဟာကောလာဂျင်ထုတ်လုပ်မှုကိုမြင့်တင်ပေးပြီးတင့်အသားရည်ကိုတင်းရင်နှုတ်ဖြိုစေပါတယ်။နောက်တစ်ခုကတော့စက်သွန်တွေမှာဆာလဖာပါဝင်ပါတယ်။ဒါဟာစက်သွန်တွေကိုသူ့ရဲ့ထူးခြားတဲ့အနက်ကိုပေးစွမ်းပေးမဲ့တင့်စပင်နဲ့အသားအရည်အတွက်လိုအပ်တဲ့အရာလည်းဖြစ်ပါတယ်။ဆာလဖာဟာတင့်စပင်နဲ့လက်သေးတွေအတွက်အဓိကအခြေခံအဆောက်အအုံဖြစ်တဲ့ခရဒင်ထုတ်လုပ်ရမှာကူညီပေးပါတယ်။ဒါကြောင့်စက်သွန်တွေစားတာဒါမှမဟုတ်စက်သွန်တွေဖြောရည်ကိုဥယျာဉ်ပြားပေါ်လိမ့်ပေးတာဟာ
တင့်စပင်အိတ်တွေကိုအာဟာရဖြည့်ပြီးပုံမူကျမ်းမာတန်ဆွမ်းတဲ့စပင်တွေကိုဖြစ်ပေါ်စေပါတယ်။ချက်တူနေမှာအယ်လစင်လိုမျိုးဓာတ်ပေါင်းတွေကြောင့်ဘက်တီးရီးယားဆန့်ကျင်ခြင်းနဲ့ဖန်ဂတ်ဆန့်ကျင်ကွန်တီတွေလည်းရှိပါတယ်။ဒါကတော့ဥယျာဉ်ပြားပိုးဝင်တာကိုတိုက်ဖြတ်နိုင်ပြီးဝက်ချံဖြစ်စေတဲ့ဘက်တီးရီးယားတွေကနေနှင့်အတားအရေးကိုတန့်ရှင်းစေနိုင်ပါတယ်။ဒါကြောင့်အတုပ်တွေထဲမှာထည့်စားတာပဲဖြစ်ဖြစ်ကိုယ်တိုင်လို့ချက်တူနေစပင်ပေါင်းတင်ဆေးလိမ့်တာပဲဖြစ်ဖြစ်ချက်တူနေရဲ့စွမ်းအားကိုရှော့မတတ်ပါနဲ့။နံပါတ်5ဦးလန်းချောင်းကျမ်းမာရေးကိုထောက်ပံ့ခြင်းချက်တူနေမှာ prebiotic လို့ခေါ်တဲ့အထူးအရာတစ်ခုပါဝင်ပါတယ်။ဒါတွေဟာတင့်ဦးလန်းချောင်းတွေကအကျိုးပြုဘက်တီးရီးယားတွေရဲ့အကြိုက်ဆုံးတရေစာတွေလိုပါပဲ။ဒါကြောင့်ချက်တူနေစားတဲ့အခါဒီ prebiotic တွေဟာအဲ့ဒီဖော်ရွေတဲ့ဘက်တီးရီးယားတွေအတွက်စွမ်းအင်ရဖြစ်လို့ဆောင်ပြီးရှင်သန်ပွားများဖို့ကူညီပေးပါတယ်။တင့်ဦးလန်းချောင်းဘက်တီးရီးယားတွေပျော်ရွှင်နေတဲ့အခါအစာချေဖြတ်မှုကိုကူညီပေးတာနဲ့မကောင်းတဲ့ဘက်တီးရီးယားတွေကိုထိန်းချုပ်ထားတာမျိုးလိုသူတို့ရဲ့အလုပ်တွေကိုပိုကောင်းအောင်လှုပ်ဆောင်နိုင်ပါတော့တယ်။ဒါအပြင်ချက်တူနေဟာအမြင်သက်ကျွဲဝပြီးတင့်မစင်ကိုအစိုးလိုက်ဖြစ်စေကတင့်အစာချေစနစ်ကိုချောမွေ့စွာလဲပတ်စေပါတယ်။ချက်တူနေထက်ကတတိုးဆန့်ကျင်ပစ္စည်းတွေကိုလည်းမမေ့တင်ပါဘူး။ဒါတွေဟာတင့်အိုလန်းချောင်းထက်ကရောင်ရမ်းမှုကိုရှော့ချပေးပြီးမတက်မတာဖြစ်မှုကိုတက်တာစေကအိုလန်းချောင်းကျမ်းမာရေးကိုအလုံးစုံမြင့်တင်ပေးပါတယ်။ဒါကြောင့်နောက်တစ်ခါမိပိုကြောင့်မှာပါဝင်ပစ္စည်းတွေရှာတဲ့အခါချက်တူနီဆိုတဲ့ရိုးရှင်းတဲ့အရာကိုမမေ့ပါနဲ့အစိမ့်ပဲဖြစ်ဖြစ်ချက်ပြုတ်ပြီးပဲဖြစ်ဖြစ်စီပြန်ပြီးပဲဖြစ်ဖြစ်အိုလန်းချောင်းကျမ်းမာရေးအတွက်ပြည့်ပြည့်စုံပါတယ်။နံပါတ်6နှလုံးကျမ်းမာရေးအကျိုးကျေးဇူးများချက်တူနီမှာတင်သွေးကြောတွေကိုကျမ်းမာပြီးပျော့ပြောင်းစေတဲ့တပ်ပေါင်းတွေပါဝင်ပါတယ်။တင်သွေးကြောတွေကောင်းကောင်းပျော့ပြောင်းနေတဲ့အခါသွေးတွေချောမွေ့စွာစီးဆင်းနိုင်ပြီးတစ်နှလုံးပေါ်ကဖိစီးမှုကိုရှော့ချပေးပါတယ်။ဒါအပြင်သူတို့မှာ LDL ကိုလက်စထရောပမာဏကိုရှော့ချပေးနိုင်တဲ့အန်အောစရာကောင်းတဲ့အစွမ်းရည်ရှိပါတယ်။ LDL ကိုလက်စထရောဆိုတာကတော့ကိုလက်စထရောကဘာထဲကလူဆိုးပါပဲ။ LDL ကိုလက်စထရောဟာတင်သွေးလွတ်ကြောတွေကိုပိတ်ဆို့စေပြီးတစ်နှလုံးကိုတွင်းညစ်ထုတ်ဖို့ပိုခက်ခဲစေပါတယ်။ဒါပေမဲ့ချစ်တူနီကရောက်လာပြီးအဲ့ဒီပမာဏတွေကိုရှော့ချပေးကတင်သွေးလွတ်ကြောတွေကိုရှင်းလင်းပြီးနှလုံးကိုပျော်ရွှင်စေပါတယ်။နောက်ပြီးချစ်တူနီဟာတတ်တူဆန့်ကျင်ပစ္စည်းတွေရဲဝါတာကြောင့်တင်သွေးလွတ်ကြောတွေအပါအဝင်တင့်ခန္ဓာကိုယ်ထက်ကရောင်ရမ်းမှုတွေကိုရှော့ချပေးပါတယ်။ရောင်ရမ်းမှုနည်းလေလေတင့်သွေးကြောတွေပျက်စီးမှုနည်းလေဖြစ်ပြီးနှလုံးရောဂါဖြစ်နိုင်ခြေပိုနည်းလေဖြစ်ပါတယ်။ဒါဆိုရင်ချစ်တူနီအနှံ့ကရောက်ဘယ်လိုလုပ်မလဲလို့တင်သွင်းနေတာကိုကျွန်တော်သိပါတယ်။ချစ်တူနီစားလိုက်ရင်စကားပြောတဲ့အခါချစ်တူနီနဲ့နေကြတယ်ဆိုပြီးတော့ဆက်ညစ်နေတာကိုကျွန်တော်သိပါတယ်။ဒါပေမဲ့ဒါတွေကကြီးမားတဲ့ကိစ္စမဟုတ်ပါဘူး။ခဏလေးတွားတက်လိုက်တာနဲ့ပြန်ကောင်းနိုင်ပါတယ်။ရှီနဲ့များတောက်လိုက်တာနဲ့ဒါမှမဟုတ်တရားမပါတဲ့ BK ဝါးတာဟာလည်းတတွေးစီးဆင်းမှုကိုတိုးမြင့်ပေးပြီးအစားအစာအမွန်ဝါးတွေကိုဆေးကြောဖယ်ရှားပေးခြင်းဖြင့်တင့်ရဲ့အားခေါင်းနှံခြင်းကိုလန်းဆန်းစေဖို့ကူညီပေးနိုင်ပါတယ်။တစ်တူနီဟာခံတွင်းချမ်းမာရေးအတွက်ပေးစွမ်းနိုင်တဲ့အန်အောဖွယ်အကျိုးကျေးဇူးတွေအားလုံးကိုထည့်သွင်းမယ်ဆိုရင်ဒါဟာတန်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဒါကြောင့်ရှေ့ဆက်သွားပါချစ်တူနီရဲ့ဆွမ်းအားကိုလက်ခံပြီးတင့်ကျမ်းမာရေးအပေါ်သူတို့ရဲ့မော်ဆန်မှုကိုလှုံ့ဆော်ခွင့်ပြုလိုက်ပါဒီဗီဒီယိုကိုတရင်အချက်လက်ပေးနိုင်တာဒါမှမဟုတ်အထောက်အကူဖြစ်စေတယ်လို့တင်ထင်ပါသလားအောက်က comment မှာကျွန်တော်တို့ကိုပြောပြပေးပါကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုတွေကိုလက်လွတ်မခံရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့ဦးခင်ဗျာ like နဲ့ share လုပ်ဖို့လည်းမမေ့ပါနဲ့ကျမ်းမာတော့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ